အိတ်ချင်လို့အိတ်နေနော်ဒီနေ့တော့အေးပြက်နေပေါ့ဟမ်ဒီနေ့တော့အေးပြက်နေပေါ့မှပြည့်ဘူးအေးကိုဝါလေဘူးလားဒီကွာတော့ကြောက်အိတ်နေကြီးဒီနေ့တော့ကိုအိတ်တာပဲဘယ်လိုဖြစ်တော့နေမကောင်းဘူးလားခမင်းသားလေးပဲခမင်းသားဟုတ်လားဘလို့လောက်တော့ဘလို့ပြောခမင်းသားမှာဆိုဟုတ်လားမလားဘလို့ပြောမလို့ခမင်းသားတဲ့ဟုတ်လားငါးချိန်မဟုတ်လဲငါလို့ရတာဘူးစားသေးဘူးလားဘူးတော့မစားသေးဘူးအဲ့ဒါလည်းစားမသားလေဥမမိုးလဲနာလားလားမပြောတတ်ဘူးဒီနေ့ဘယ်ဂုံတော်လေးပွားမေတ္တာလေးပို့နေတာပေါ့အားကြောင့်အိတ်ကောင်းတာနော်ဖះသားလေးရွတ်လို့အိတ်ကောင်းသွားရွတ်ကောရွတ်သေးလားဖះသားရောဒီနေ့ဂုံတော်ပွားလာရွတ်ဟိုဖះသားရွတ်တာရွတ်ကောရွတ်သေးလားလို့ရွတ်ပါတယ်စိတ်ထဲကရွတ်တာရွတ်ပါအတန်ထွက်ရွတ်ပါလို့ပြောထားတာအတန်ထွက်မရွတ်ချင်ဘူးလားအတန်ထွက်ပြီးတော့မရွတ်ချင်ဘူးလားအတန်ဆွဲပြီးဟုတ်လားအတန်အကျယ်ကြီးမရွတ်ချင်ဘူးလားတဲ့အကျယ်ကြီးရွတ်ချင်ဘာလို့တော့ဦးမမကြကြဖះကြတယ်နော်ဒေါ်မြန်ကြားကျင်လို့တဲ့ဒေါ်မြန်ကဒေါ်မြန်ကပရိတရားနာကျင်လို့တဲ့ရတယ်ရရင်ရုပ်ပေးလိုက်ဟုတ်ဒေါ်မြန်တည်တယ်မို့လားသိရတော့ဘယ်ရတော့ဒါဦးနေကန်ကြီးကောင်းပါဘူးကန်ကြီးကောင်းဟုတ်ပါဘာတော်တော့ဒေါ်မြန်ဘာတော်တော့ဟုတ်နေရတာဒေါ်မြန်နဲ့ဘလို့တော်တော့လူနဲ့လို့တဖေနဲ့လေဒီမရဘူးမှာဒေါ်မြတ်ကြီးနဲ့ကြဘလို့တော်တော့ဒီညကြီးနဲ့ရတယ်အတူတူပေါ့တာသမီပဲနှစ်ယောက်ရှိတော့ဒီငါ6ယောက်6ယောက်ဘလူအကြီးဆုံးတော့ပြောရတော့ဘူးလားတားပဲနှစ်ယောက်တော့မှတ်ကုန်မှမိတော့ဘူးချွေးမဘလူတော့ချွေးမနာမည်ကဘလူတော့အဖေချွေးမဘလူလို့နဲ့မမမီဘူးမမမီဟမ်မမမီတာလေပစိုးကဘာလို့ချွတ်ခဲ့ရတော့မွေးချင်တော့ဘူးလားဘယ်ထားလဲနောက်မှရောက်လာရင်ခင်ဗျာချွတ်ချခဲ့တာဟုတ်ပစိုးချွတ်ချခဲ့တာဟုတ်လို့ချွတ်ချတာမဟုတ်ဘူးချီမာကြီးနဲ့ညံ့ညံ့ဆွဲပစိုးဆောင်းနေနဲ့ထွေးလုံးရပတ်ဒါမှထွေးလုံးရပတ်ပေါ့ကွာအမလေးဒီတော့မရတော့ကဲ
ကဲရပြီတော်တော့ရပြီထပ်မဆွဲတော့နဲ့ထပ်မဆွဲတော့နဲ့အဲ့လိုကတော့ကောင်းမိတ်ပြောရဆိုရင်ကိုအိတ်ဘုရားတရဏံကိသာမိဓမ္မံတရဏံကိသာမိတန်ခါတရဏံကိသာမိယူအောင်ဗျာယူလိုက်အောင်အိမ်သောနဲ့တရားနာကျင်လို့တဲ့ရုပ်ပေးလိုက်အောင်ရုပ်အောင်မယ်အေးရုပ်အောင်မယ်ဟုတ်လားဗောရုပ်မှာဗောအိမ်ဆောင်နဲ့တေးဝိုင်းဆောင်နဲ့တေးကတရားနာကျင်လို့တဲ့စောင့်ညာအဖေတရားနာနေကြတယ်လေသူကအဲ့ကြတော့မျောလာဗောဥက္ကံချိန်ကြီးပြေတရားလေးတွေတို့နာအောင်မနာကျင်လိုက်တာသူစောင့်ညာလေ ဥက္ကဋ္ဌရှင်တိလားဥက္ကဋ္ဌရှင်ကို ပြီးတယ် ဥက္ကဋ္ဌရှင်ဘယ်ရတော့ဥက္ကဋ္ဌရှင်ဘယ်ရွာတော့ တဏီကုန်းကအေးပါလောက်ပါအောင်နတ်တွေကိုပြေတရားလေးနာအောင်ရုပ်ပေးလိုက်ပါအောင်သူတို့ဒါတို့ခေါ်လက်တရားနာကြလို့စောင့်နေကြတယ်လေအားကြောင့်သူတို့ပြေးရုပ်ပေးလာနော်ဟွာတော့ ယူနေတော့ အဖေနဲ့ဥက္ကဋ္ဌရှင်နဲ့ဘယ်လိုတော်ရတော့ ဒီလိုတော့ မတီးဘဲနဲ့ရှောက်ရှောက်မင်းနေရတာသူကအာမတီး